ဒီနိုင်ငံဒီခေတ်မှာဖြင့်ကြံဖန်ကစော့နေကြတယ်စလောကင်းတို့ဆိုပြန်နဲ့ကွယ်ဝမ်းသားအားရစော့နေကြတာဘုံမှမတိကြတယ်အားလုံးမလားဗျဒီနေ့မှာကျွန်တော်မိတ်ဆွေမြောက်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးရောဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကအကူနေအောင်ဆိုရင်ဘာချင်းတွေစုနေတာလဲဆိုတော့ကျွန်တော်အခုခေတ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကိုသူတို့ကတချင်းစာသားလေးတွေရေးပြီးတော့ဒီစုနေတာပဲဖြစ်ပါတယ်အင်ပဒမ်မှာကောင်းပြီးတော့အင်ဝင်ကရမှာထိထိမိမိရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးစုလိုက်ပါကြည့်ရှုပြပါအောင်နော်အခုခေတ်ပြည်သူတွေရဲ့ဝေကုံစရာစောကစားပုံကကျွန်တော်အမြင်ကျွန်တော်အသီးပြောပြရင်စင်ញင်မှာကွယ်ပြည်သူတွေရဲ့ဒီနိုင်ငံဒီခေတ်မှာဖြင့်ကြံဖန်ကစော့နေကြတယ်စလောကင်းတို့ဆိုပြန်နဲ့ကွယ်ဝမ်းသားအားရစော့နေကြတာဘုံမှမတိကြတယ်နေပြန်လို့နဲ့ချီယူပြီးတော့ဘဝတွေပြတ်ကြတယ်စလောကိုဆွဲသူတွေမဲ့ဘဝပြတ်မှာတိတိကြီးနဲ့အမိုက်မားကိုအကြံပြုခြင်းနဲ့မိသားစုပြန်ကြည့်ပါကွယ်ပြောမရရင်တော့ရှိတာအကုန်ရောက်ပြပြရလိမ့်မယ်မှန်တယ်နော်ဒါစလောအကြောင်းကျွန်တော်တမျိုးလာမယ်အခုခေတ်ရှော့တီတွေရဲ့အမြင်မတော်ဝစ်စားကုန်ကကျွန်တော်အမြင်ကျွန်တော်အသီးပြောရမှာပဲခွဲစင်ញင်မှာခွဲရှော့တီတွေမြန်မာလုံးကြီးထမိတ်စပတ်ကိုတဲ့ပေါင်းပေါအောင်ခွဲကားထားတဲ့ခြေသလုံးခွဲကြော်ညာသလုံးခွဲအဆက်ကြောင်မရှိနဲ့မျက်နှာများနဲ့လိုက်မော်တင်းကြတယ်လက်ပြအင်ကြီးဝတ်ကားထားတဲ့ဂျိုင်းမွေတွေထွက်တယ်အတွင်းငံအင်ကြီးဆိုတဲ့ပလာစီယာဝတ်ကားထားတဲ့ပစ္စည်းနဲ့မဆန်ဘူးမေရဲ့တဝက်ကအပြင်ထွက်နေတယ်အဲ့ဒါကြောင့်ပဲခွဲပေါ်ရာတွေမှာစိတ်ညာထိတ်မရရဲ့အတူတွေတက်လို့ထားတာကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံပုံမီကွယ်မင်းတို့ဒီရင်စုမှာဟောရီထဲလို့ထားတော့ကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံပုံမီကွယ်ဒီတကအပြင်ကိုထွက်ရင်အတူတွေအကုန်ဖြုတ်ခဲ့မင်းနဲ့အတူသွားခဲ့တဲ့အရာအောက်ထဲမှာပြုတ်ကြခဲ့လေသလားဘုပ္ပကြမမေးခဲ့နေသလားဒီတွေအပြားရင်တွေအပြားပြချက်ကုန်ပြီဒါတွေပြောယူနေတော်ပြီးမထင်နဲ့အင်တာနက်ကိုဆက်လို့ပြောမယ်ညအချိန်မတော်လိုင်းတွေတော့လူသမီးပြူများဖြစ်ကရင်လေးဝဲကိုတွေနေပြကစက်တွေချက်ကြတယ်လူယုံမာများကပုံရိုက်ထားတယ်ပြီးတော့ငွေညင်းဆောင်ရှက်လိုက်ခွဲလိုက်ပေါ်ပြက်တဲ့ပုံများတယ်နောက်ဆုံးကြတော့ဘူယူနေရတယ်အယံမယုံကြနဲ့ယူကညာတွေအညာတွေပြီးတနာချွေတော့တာတရီနေသုံးမှာအင်တာနက်ဘေကောင်းကိုမတကယ်မယုံနေတာအယံမယုံကြနဲ့ယူကညာတွေအညာတွေပြီးတနာချွေတော့တာတရီနေသုံးမှာโอเคကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပါခင်ဗျဒါတော့အင်တာမတ်ကောင်းတယ်เนาะဒါညံကြီးရှင်တွေလို့ပြောမှာဒါတချင်းလေးကိုဆက်ဆုပ်သွားတာဆိုရင်အခုခေတ်နဲ့အညီပဲပေါ့เนาะသူတို့ပြောထားတဲ့တင်မှာစလော့လေးပါတယ်ပေါ့เนาะဒါအမျိုးသမီးတွေဝစားစီမူလေးတွေလည်းပါတယ်ဒါအင်တာနက်လိုင်းပေါ်ရပေါ့ဒါညဘက်ဆိုရင်ဒါမှဖုန်းမရဖုန်းလေးပြပြီးတော့ဒါချက်တဲ့ဒါအကြောင်းအရာလေးတွေပါတယ်တော်တော်လေးပြည့်ပြည့်စုံစုံလေးရှိပါတယ်ပေါ့เนาะဒီထဲမှာပြောချင်တာတော့ကျွန်တော်တို့เนาะဒါစလော့ဆိုတာတော့အားလုံးလည်းသိကြရတယ်ဒါပေမဲ့เนาะကိုချိန်မှာမျိုးမြန်မာနိုင်ငံတဝိုင်းမှာဆိုရင်ကျွန်တော်တို့ဒါမြို့ပေါ်တွေမှာကြီးလက်ဒေတာတွေမှာပါဒါဒီစလော့ခင်းရဆိုပြန့်နှံ့လာပြီးတော့လူများကိုဒါဆွဲလန်းစီပြီးတော့ဒါဘဝကိုပြည့်စည်နိုင်တဲ့ဒါဂိမ်းပဲဖြစ်ပါတယ်ပေါ့နော်။ဒါပေမဲ့ဒီလိုဂိမ်းမျိုးဆိုရင်အခုဆိုရင်လည်းဒါတော်တော်များများလေးကြော်ညာပေးနေကြတယ်ပေါ့နော်။ဒါကတော့ဘာကြောင့်မို့ကြော်ညာပေးနေလဲတော့မသိဘူးနော်။ကိုပတ်စံရဖို့တခုတည်းအတွက်နဲ့တခြားသူတွေဘဝကိုဖျက်ဆီးချင်တာလားလို့ပဲကျွန်တော်တို့မေးချင်တယ်ပေါ့နော်။ဘယ်လိုလဲဆိုတော့ဒီ slot game တွေဆိုတာကျွန်တော်တို့ခဏတာပဲနိုင်ပြီးတော့ကျွန်တော်အများအဖြစ်ကြရင်နောက်ပိတ်ဆုံးကြရင်ဒါရှုံးကြတယ်ပေါ့နော်။ရှုံးနေဆိုရင်တော့မှနည်းနည်းများရှုံးတာမဟုတ်ဘူးနဲ့ဘဝပြတ်တဲ့ထီကိုရှုံးနိုင်တယ်ပေါ့နော်။
ဒါကြောင့်မို့ဒီလို game မျိုးတွေကိုတော့တွားပြီးတော့မစမိတာဆိုတော့အကောင်းဆုံးပေါ့နော်စလိုက်မိသွားပြီတော့အခုချိန်မှာဆိုရင်ရှုံးနေပြီဆိုရင်လေဒီအရှုံးကိုရဖို့အတွက်ထပ်မလိုက်ဖဲနဲ့ကျွန်တော်တို့ဒါအရှုံးတွေကိုဒါရက်တန်းရက်ပြီးတော့ဒီ game မှာဖြတ်ပစ်လိုက်တာတော့အကောင်းဆုံးပဲပေါ့နော်ဒါတော့ဗီဒီယိုကြည့်နေတဲ့ထဲမှာဒီလိုမျိုး slot game ဆော့နေတဲ့သူတွေရှိတယ်ကျွန်တော်ကဒါစီဇနာနဲ့အကြံလေးပေးခြင်းဖြစ်ပါမယ်ပေါ့ဘာလို့လဲဆိုတော့ဒါအချိန်မလွန်သေးပါဘူးကျွန်တော်တို့မှာပြင်ဆင်ခြင်းတွေရှိတယ်ပေါ့နော်ဒါဒီနေ့ပြင်ဆင်တိုင်းဒီနေ့အကောင်းဆုံးနေ့ပဲပေါ့နော်ဒါကြောင့်မို့လို့ဒါဆလော့ဆွဲလန်းနေတဲ့လူတွေအနေနဲ့ပေါ့ဒါလုံးဝကိုဒါဆော့တဲ့ဂိမ်းပါလို့ကျွန်တော်ဒီနေ့ပြောကြားချင်ပါတယ်ခင်ဗျကျွန်တော်တို့လည်းဆိုလိုက်ပါကြည့်ရှုပြီး review တော့ချင်းကြိုင်လဲကျွန်တော်ဒီကထူးပဲကြည့်ချင်တင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်